အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တက်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့အကောင်းမြင်စိတ်ဖြင့်ဘဝကိုထူးဆစ်ခြင်းဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်လူဘဝဆိုတာပင်လယ်ပြင်ကြီးတစ်ခုနဲ့တူပါတယ်တခါတည်းလှိုင်းလေငိမ့်သက်ပြီးတာယာနေတတ်တယ်လို့တခါတည်းမှာတော့မမျော်လင့်မဲမုန်တိုင်းတွေတိုက်ခတ်တတ်ပါတယ်ဒီလိုင်းလေးတွေကြားမှာကျွန်တော်တို့ရဲ့ဘဝလေငယ်ကိုမှန်ကန်စွာမောင်းနေနိုင်ဖို့ဆိုရင်အကောင်းမြင်စိတ်ဆိုတဲ့တမဟာမရှိမပြည့်လိုအပ်ပါတယ်အကောင်းမြင်စိတ်ဆိုတာဖြစ်ဖြစ်သမျှအရာအလုံးကိုကောင်းပါတယ်လို့မျက်စိမိတ်လက်ခံတာမဟုတ်ပါဘူးအခက်ခဲတွေကြားတွေကအခွင့်အရေးကိုရှာဖွေတတ်ခြင်းအမောင်တူထဲမှာကျေရန်ကိုမြင်နိုင်ခြင်းနဲ့မြည်သည့်အခြေအနေမျိုးမှမဆိုငါကြော်ပြတ်နိုင်တယ်ဆိုတဲ့ခိုင်မာတဲ့ယုံကြည်ချက်ထားရှိခြင်းသာဖြစ်ပါတယ်ဒီနေရာမှာတာရကတစ်ခုကိုပြောပြချင်ပါတယ်တခါကဖနက်ကုမ္ပဏီတစ်ခုဟာရောင်းဝန်ထမ်း2ယောက်ကိုလူသူမရောက်သေးတဲ့ကျွန်းတစ်ကျွန်းစီလွှတ်လိုက်ပါတယ်အစိုးမြင်တဲ့သူကကျွန်းကိုရောက်တာနဲ့ကုမ္ပဏီကိုဖုန်းဆက်တယ်ဒီမှာဘယ်သူမှဖနက်မစီးကြဘူးရောင်းလို့မရနိုင်ဘူးကျွန်တော်ဒီနေ့ပဲပြန်လာတော့မယ်တဲ့အကောင်းမြင်တဲ့သူကတော့ဝမ်းသာရဖုန်းဆက်တယ်ဒါအခွင့်အရေးကြီးပဲဆရာဒီမှာဘယ်သူမှဖနက်မစီးသေးတော့ကျွန်းတစ်ကျွန်းလုံးကိုကျွန်တော်တို့ဖနက်တွေရောင်းလို့ရနိုင်တယ်တဲ့အခြေအနေကတော့အတူတူပါပဲဒါပေမဲ့မြင်မမြင်နီးကွာခြားသွားတော့ရလတ်ဟာကောင်းငင်နဲ့မြေကြီးလိုကွာခြားသွားရတာဖြစ်ပါတယ်အကောင်းမြင်စိတ်နဲ့ချမ်းသာရေးအကောင်းမြင်တဲ့သူတွေဟာအဆိုးမြင်တဲ့သူတွေထက်ပိုမိုအသက်ရှည်ကြတယ်ဆိုတာကိုသိပ္ပံနည်းကျလေးလာမှုတွေအရသိရှိရပါတယ်ကျွန်တော်တို့ရဲ့စိတ်ကခန္ဓာကိုယ်ကိုအုပ်ချုပ်နေတာပါစိတ်ကြည်လင်ခန္ဓာကိုယ်ထဲမှာကော်တီဇောလို့ခေါ်တဲ့စိတ်ဖြည့်ဆည်းမှုဟော်မုန်းတွေလျော့ကျသွားတာပါနှလုံးကျန်းမာရေးပိုကောင်းလာသလိုကိုယ်ခံအားစနစ်ကလည်းယောဂပိုးမွားတွေကိုပိုမိုတက်ပြတ်နိုင်စွမ်းရှိလာပါတယ်ဒါကြောင့်အကောင်းမြင်စိတ်ဟာငွေမပေးရတဲ့အကောင်းဆုံးဆေးတစ်ခွက်ပဲဖြစ်ပါတယ်အဆိုးမြင်စိတ်အန္တရာယ်နဲ့ကြွယ်ကြနားလေခြင်းကျွန်တော်တို့ဟာတခါတည်းအဆိုးမြင်စိတ်ကိုလက်တွေ့ကြခြင်းလို့အထင်မှားတတ်ကြပါတယ်ဒါကတော့မဖြစ်နိုင်ပါဘူးငါကတော့ကံမကောင်းပါဘူးဆိုတဲ့အတွေ့တွေဟာကျွန်တော်တို့ရဲ့ခြေလမ်းတဲ့မလန်းနိုင်အောင်ပိတ်လောင်ထားတဲ့အချင်းထောင်တွေပါပဲအဆိုးမြင်သူတွေဟာပြဿနာကိုပဲအာရုံစိုက်ပြီးအပြစ်တင်စရာတွေရှာဖွေနေတတ်ပေမဲ့အကောင်းမြင်သူတွေကတော့ဖြည့်ရှင်းနည်းကိုပဲအာရုံစိုက်ပြီးသင်ခန်းစာတွေကိုရှာဖွေပါတယ်အကောင်းမြင်စိတ်မွေးမြူနိုင်မဲ့နီလန်များအကောင်းမြင်စိတ်ဟာမွေးရပါလေ့ကျင့်ယူလို့ရတဲ့အရေးချင်းတစ်ခုဖြစ်ပါတယ်ဘယ်လိုလေ့ကျင့်ရမလဲဆိုရင်ပထမဆုံးအနေနဲ့ကျေးဇူးတင်တဲ့ခြင်းကိုကျင့်သုံးရပါမယ်ရှေ့မှာရေတဝက်ပါတဲ့ဖန်ခွက်တစ်ခွက်ရှိရဲဆိုပါစို့အဆိုးမြင်သူကရေတဝက်တောင်ကုန်သွားပြီလို့ညှိတွားနေချိန်မှာအကောင်းမြင်သူကတော့ရေတဝက်တောင်ကျန်သေးတယ်လို့ကျေးဇူးတင်နေပါတယ်မိမိမှာမရှိတာကိုကြည့်ပြီးစိတ်ညစ်နေမဲ့စားရှိတဲ့အရာလေးတွေကိုပဲတမိုးထားတတ်ဖို့လိုပါတယ်ဒုတိယချက်ကတော့စကလုံးတွေပြောင်းလဲသုံးဆွဲဖို့အတွက်ပါငါမလုပ်နိုင်ဘူးဆိုတဲ့စာဒါကိုငါဘယ်လိုလုပ်ရမလဲလို့ပြောင်းလဲမေးမြန်းပါနောက်ဆုံးတစ်ချက်ကတော့အပေါင်းအသင်းရွေးချယ်ဖို့ပါအမြဲတမ်းညှဉ်းညူနေတတ်သူတွေထက်ခွန်အားပေးတတ်သူတွေအောင်မြင်နေတဲ့သူတွေနဲ့ပုံမူနီးကပ်စွာနေထိုင်ပါအခက်အခဲများကိုအခွင့်အရေးဖြစ်ပြောင်းလဲခြင်းလောကမှာအခက်အခဲမရှိတဲ့သူဆိုတာမရှိပါဘူးဒါပေမဲ့အောင်မြင်နေတဲ့သူတွေကအခက်အခဲကိုအတားအဆီးလို့မမြင်ပဲလေကတဲ့လို့မြင်ကြပါတယ်ဒီနေရာမှာကမ္ဘာကျော်သိပ္ပံပညာရှင်သောမတ်အက်ဒီဆင်ရဲ့အကြောင်းကိုသတိရသင့်ပါတယ်သူဟာလျှက်စစ်မီတီတစ်လုံးပြမြောက်ဖို့အချိန်ပေါင်း1000လောက်ထိစမ်းသပ်ခဲ့ရပါတယ်လူတွေကသူ့ကိုခမအချိန်ပေါင်းတောင်းချီရှုံးနေခဲ့ပြီလို့ပြောတဲ့အခါသူကပြုံးပြီးပြန်ပြေးခဲ့ပါတယ်ကျွန်တော်ရှုံးနေခဲ့တာမဟုတ်ပါဘူးမီတီလုပ်လို့မရတဲ့နီလန်ပေါင်း1000ကိုရှာဖွေတွေ့ရှိခဲ့ရပါတဲ့ဒီအကြောင်းအရာမှာဆိုရင်အကောင်းမြင်စိတ်ရှိသူတယောက်အတွက်လေးကျခြင်းဟာပြန်ထဖို့အားမွေးရမယ့်အချိန်ပါပဲရှုံးနေမှုဆိုတာသင်ခန်းစာတစ်ခုသာဖြစ်ပါတယ်အလုပ်ခွင်နဲ့လူမှုဆက်ဆံရေးတွင်အကောင်းမြင်စိတ်အကောင်းမြင်တဲ့ခေါင်းဆောင်တို့ဒါမှမဟုတ်လုပ်ဖော်ကိုင်ဘတ်တို့ကအလုပ်ခွင်ကိုပုံမှုတက်ကြွစေပါတယ်မိမိကိုယ်ကိုယုံကြည်ခြင်းကြောင့်အလုပ်မှာပုံမှုဆွမ်းဆောင်နိုင်သလို
အခြားသူတွေပေါ်မှာအကောင်းမြင်ပေးခြင်းကြောင့်လည်းရင်းနှီးမှုတွေတူဝလာစေပါတယ်ပြဿနာတစ်ခုတက်လာတဲ့အခါမှာလည်းဘသူ့ကိုပြစ်တင်ရမလဲလို့မရှာပဲဘလို့ပူးပေါင်းဖြေရှင်းရမလဲဆိုတဲ့အကောင်းမြင်စိတ်နဲ့ပဲရှေ့ဆက်ကြတာဖြစ်ပါတယ်ညီကုန်းချိုးရရင်တော့အကောင်းမြင်စိတ်ဆိုတာပျော်ရွှင်ခြင်းရဲ့တောချက်ဖြစ်တယ်လို့အောင်မြင်ခြင်းရဲ့အုံမြင့်လည်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အတွေ့ဟာကျွန်တော်တို့ရဲ့ကံကြမ္မာကိုဖန်တီးတာပါအကောင်းမြင်တဲ့မျက်မှန်ကိုတက်ဆင်လိုက်တဲ့အခါလောကကြီးဟာပုံမူလှပလာတာကိုတွေ့ရပါလိမ့်မယ်ဒါကြောင့်ဒီနေ့ကစပြီးမဖြစ်နိုင်တာထက်ဖြစ်နိုင်တာကိုရှာပါအမောင်တို့ကိုပြစ်တင်မဲ့အစားဖျောင်းနိုင်တဲ့တိုင်ကိုထွန်းညှိလိုက်ပါမိမိကိုယ်ကိုယုံကြည်မှုပြည့်နဲ့ပြုံးပြုံးလေးရှိစပ်ပါအကောင်းမြင်စိတ်ရှိသူတိုင်းဟာဘဝရဲ့ဘယင်များတာဖြစ်ပါတယ်အားလုံးပဲအကောင်းမြင်စိတ်နဲ့တာယာတဲ့ဘဝတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ